လူတယောက်ရဲ့အတွင်းစိတ်ထဲမှာဖုံးကွယ်နေတဲ့စွမ်းရည်တွေကတခါတလေမှအပြင်ပန်းကကြည့်ရင်မမြင်နိုင်ပါဘူး။ Marvel ဇာတ်လမ်းတွေက Terrigen Mist လိုမျိုးအရာတစ်ခုနဲ့ထိတွေ့လိုက်တဲ့အခါမှာသာအဲ့ဒီစွမ်းရည်တွေကနိုးထလာတတ်ကြတာပါ။အခုခေတ်မှာတော့အဲ့ဒီလိုထူးခြားတဲ့ပြောင်းလဲမှုမျိုးကစိတ်ကူးရင်ဇာတ်လမ်းတွေထဲမှာနေမဟုတ်ပဲလက်တွေ့ဘဝမှာပါဖြစ်ပေါ်နေပါပြီ။အဲ့ဒါကတော့ဉာဏ်ရည်တုဒါမှမဟုတ် AI လို့ခေါ်တဲ့နည်းပညာပဲဖြစ်ပါတယ်။ AI ဟာလူတယောက်ရဲ့ရည်မှန်းချက်နဲ့လက်တွေ့လှုပ်ဆောင်နိုင်စွမ်းကြားကကွာဟချက်ကိုအံ့ဩစရာကောင်းလောက်အောင်ကြီးမြှောင်းပေးလိုက်တာပါအရင်တုန်းကဆိုရင်အဖွဲ့အစည်းကြီးတွေဒါမှမဟုတ်ပညာရှင်အဖွဲ့တွေပဲလုံနိုင်တဲ့အရာတွေကိုအခုအခါမှာတော့စူးစမ်းလိုစိတ်ရှိတဲ့လူတစ်ချင်းစီကလှုပ်ဆောင်လာနိုင်ကြပါပြီ။ဒါဟာရိုးရိုးရှင်းရှင်းကြီးညာချက်တွေနဲ့ရောက်လာတာမဟုတ်ပဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲကိုတိတ်တဆိတ်ထိုးဖောက်ဝင်ရောက်လာတာပါ။ဒီပြောင်းလဲမှုကလူသားတွေရဲ့ဖန်တီးနိုင်စွမ်းနဲ့ကြူးဆိုင်မှုတွေကိုလက်တွေ့ကျတဲ့လှုပ်ဆောင်ချက်တွေအထိဘလို့ပြောင်းလဲပေးနေတယ်လဲဆိုတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါလေ။မိမိရဲ့ခွေးလေးမှာကင်ဆာရောဂါခံစားနေရတဲ့အမျိုးသားတစ်ယောက်အကြောင်းကိုစဉ်းစားကြည့်ပါ။အချင်းခေတ်ကဆိုရင်သူဟာဆရာဝန်တွေရဲ့လမ်းညွှန်မှုကိုပဲထိုင်ဆောင်နေရမှာဖြစ်ပြီးမြဲ။အခုတော့ AI ရဲ့အကူအညီနဲ့သူကိုယ်တိုင်သူတေသနာတွေလုပ်ခဲ့ပါတယ်။သူဟာ mRNA ကိုအခြေခံတဲ့ကုထုံးတစ်ခုကို AI နဲ့ပုံစံထုတ်ပြီးဒီဇိုင်းဆွဲနိုင်ခဲ့တာပါ။ထူးခြားတာကအဲ့ဒီလိုစူးစမ်းမှုကြောင့်ခွေးလေးရဲ့ကင်ဆာချစ်တွေဟာတကယ်ပဲသိငယ်သွားခဲ့ပါတယ်။ဒါဟာဂရုစိုက်မှုဆိုတဲ့စိတ်ခံစားချက်ကို AI ကနေတစ်ဆင့်လက်တွေ့ကျတဲ့စွမ်းဆောင်ရည်အဖြစ်ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်ဖြစ်ရတဲ့ခုမှာတော့အမြင်အာရုံမတန်ဆွမ်းတဲ့အမျိုးသားတစ်ယောက်ဟာလူစီကားတဲ့မျိုးထဲမှာယုံကြည်မှုအပြည့်နဲ့ပြေးလွှားနေပါတယ်။ AI စနစ်ကပတ်ဝန်းကျင်ကမြင်ကွင်းတွေကိုအတန်တွေအဖြစ်ပြောင်းလဲပြီးတော့သူ့ကိုလမ်းညွှန်ပေးနေတာပါ။အကွာဝေးကိုရစ်တန်အဖြစ်ပတ်ဝန်းကျင်ကိုအတန်မြေပုံအဖြစ်ပြောင်းလဲလိုက်တဲ့အခါသူဟာသူတစ်ပါးကိုအားကိုးစရာမလိုတော့ပဲကိုယ်ပိုင်လွတ်လပ်ခွင့်ကိုအပြည့်အဝရရှိသွားခဲ့တာဖြစ်ပါတယ်။ဒါဟာနီးပညာပေါ်မိခိုတာခတ်လူသားတစ်ယောက်ရဲ့ဘဝကိုပုံမပြည့်စုံဖြည့်ဆည်းပေးလိုက်တာလို့ဆိုနိုင်ပါတယ်။လူအများစုက AI ကိုလူသားတွေရဲ့နေရာမှာအစားထိုးမဲ့အရာလို့ပဲမြင်နေကြပေမဲ့တကယ်တော့ AI ကလူသားတွေမလုပ်နိုင်သေးတဲ့အရာတွေကိုလုပ်နိုင်အောင်ကူညီပေးနေတာပါ။ဒါဟာလူသားတွေရဲ့အလားအလာကိုအစမတန်ချဲ့ထွင်ပေးလိုက်တဲ့လုပ်ရက်ပဲဖြစ်ပါတယ်။နီးပညာကအလုပ်တွေကိုပုံမလွယ်ကူအောင်လုပ်ပေးနိုင်လေလူသားတွေရဲ့ဆုံးဖြတ်ချက်နဲ့အဓိပ္ပာယ်ဖော်ဆောင်မှုတွေကပိုပြီးအရေးကြီးလာလေပါပဲ။အကောင့်ထဲပေါ်ဖို့လွယ်ကူသွားတဲ့အခါမှာဘာကိုအကောင့်ထဲပေါ်မလဲဆိုတဲ့မိကုံကပိုပြီးအလေးထားလာပါတယ်။ကျွန်တော်တို့ဟာကိုယ့်ရဲ့ကန့်သက်ချက်တွေပေါ်မှာတဲ့အခြေခံဒီကိုတတ်မှတ်လေရှိကြပါတယ်။ဒါပေမဲ့အဲ့ဒီကန့်သက်ချက်တွေပျောက်ကွယ်သွားတဲ့အခါမှာတော့လူသားတွေရဲ့စူးစမ်းလိုစိတ်နဲ့ခံနိုင်ရရှိမှုတွေကပိုပြီးလွတ်လပ်စွာလှုပ်ရှားခွင့်ရလာပါတယ်။ဒါဟာလူသားမျိုးနွယ်တစ်တစ်ခုဖြစ်လာတာမဟုတ်ပဲလူသားတွေမှာရှိပြီးသားစွမ်းရည်တွေကိုပိုမိုအားကောင်းအောင်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။အခုခါမှာတော့အရေးကြီးဆုံးမေးခွန်းတစ်ခုပဲကြံပါတော့တယ်။အဲ့ဒါကတော့မိတ်ဆွေရဲ့အတွင်းစိတ်ထဲမှာကိန်းအောင်နေတဲ့ခွက်ဖုံးနေတဲ့စွမ်းရည်ကဘာဖြစ်မလဲဆိုတာပါပဲ။